မင်္ဂလာပါခုခေတ်ရရင်တင် channel မှာကြိုဆိုပါတယ်ဒီနေ့တော့မုတ်ကြစီတာကိုနဲ့မုံလုံးရေးပေါ်တို့လှုပ်ရှားပါမယ်မုတ်ကြစီနဲ့ပါဝင်သောပစ္စည်းများကောင်းချင်းမုံနှုတ်စီဖို့နဲ့တပူစံမုံနှုတ်စီဖို့နဲ့၄ပုံတစ်ပုံထညက်ခဲ15ချက်သားအောင်ဒီအနေငယ်စားအနေငယ်မုတ်ကြစီတာကိုနဲ့ပါဝင်သောပစ္စည်းများကောင်းချင်းမုံနှုတ်စီဖို့နဲ့တပူစံမုံနှုတ်စီဖို့နဲ့၄ပုံတစ်ပုံတာကိုစီနှုတ်စီဖို့နဲ့တစ်ဝက်ထညက်ခဲ15ချက်သားအောင်ဒီအနေငယ်စားအနေငယ်မုံလုံးရေပေါ်နဲ့ပါဝင်သောပစ္စည်းများကောင်းချင်းမုံနှုတ်စီဖို့နဲ့တပူစံမုံနှုတ်စီဖို့နဲ့၄ပုံတစ်ပုံထညက်ခဲ5ချက်သားအောင်ဒီအနေငယ်စားအနေငယ်တို့လိုအပ်ပါတယ်ကောင်းချင်းမုံအိတ်ကိုဖောက်ပါမယ်ကောင်းချင်းမုံကို180 ml ခွက်နဲ့2ခွက်ထည့်ပါမယ်စံမုံကိုလည်းပေါက်ပြီးခွက်တစ်ဝက်ထည့်ပါမယ်ကောင်းချင်းမုံနဲ့စံမုံကိုနှံ့အောင်မွေးပေးပါမယ်စားနေငယ်ထည့်ပြီးတမအောင်မွေးပေးပါမယ်ခြေကိုလိုတလောက်နည်းနည်းစီထည့်ပေးပါမယ်မောင်လေးများကိုအသေးပေါက်သေးချင်းနေပေးပါမယ်တမအောင်နေတာတမောင်းလေးများကိုနိုင်ဝက်လောက်နဲ့ထားပေးပါမယ်တနေ့ကျိုးရအတွက်ဦးရဲတို့ရင်းနေထည့်ပါမယ်မုတ်ကြရုံနဲ့မုတ်ကြစီတာကိုအတွက်ခညက်ခဲ30ချက်သားထည့်ပြီးကျိုးပေးပါမယ်လုံးရပါလုံးရအတွက်ညံ့ခဲကိုစိတ်ထားပါမယ်ညကအားလုံးကြီးပြောတော့ညရေကျလို့ပြီးပါပြီတညကမတန်းလေးအမိုင်းရပါတဲ့ဒီအတွက်စကားနဲ့စစ်ပေးပါမယ်နိုင်ဝါလာနဲ့ထားတဲ့မုန်လေးကိုယူပါမယ်မုန်လေးကိုမုတ်ကြရုပ်ပြုလုပ်ပါမယ်မုန်လေးကိုလက်တန်းစီတစ်ဝက်အရွယ်ကအလုံးလေးများလုပ်ပါမယ်မုတ်ကြရုပ်တရင်အလုံးလေးများရှိလုပ်ပါမယ်မုန်းနေရကိုပြောရတဲ့ဦးရဲကိုမြင်ထည့်ပေးပါမယ်။မုန်းနေများကုန်ရင်မုတ်ကြရုပ်ပြုလို့ရပြီးရင်ဒီဘဝဆိုနေတော့ဦးရဲကိုထည့်ပါမယ်။မုန်းနေအလုံးလေးများကြီးပေါ်လာနေကြပါပြီ။နောက်ထပ်မုံလေးကိုယူပါမယ်။မုတ်ကြစီတာကိုမုံလေးကိုလက်တန်းစီတစ်ဝက်ရကန်လုံးလေးများလုံးထားပါမယ်။
ဒီဝပေါ်နေတာမဟုတ်ကြသည်မဟုတ်ကြရေကိုစကားဖြစ်ဆဲ၍ရေတွင်ဤခံထားပါမယ်လောက်လာပြီးတော့မဟုတ်ကြသည်အလုံးလေးမြောက်ယူနေဦးတဲ့ဆိုထည့်ပြီးပြုတ်ပြပါမယ်မဟုတ်ကြသည်မဟုတ်ကြယူအေးလေးစကားနဲ့ဆဲရွေးပကံတွင်းနေထည့်ထားပေးပါမယ်နောက်ထပ်မိုးနေပကံကိုယူပြီးမုံလုံးရေးပေါ်လုပ်ပါမယ်မုံလေးကိုသင်ရုံယူလာပြပြီးတညက်တစ်သိတဲ့ရေလောအောင်လုပ်ပေးပါမယ်ခြေဝပေါ်နေတဲ့မုတ်ကြသည်အလုံးလေးမြောက်စကားနဲ့ဆဲရေတွင်အေးခံထားပါမယ်မုံလေးတဲ့ထညက်ခဲကိုထားမနာထည့်၍လုံးပြီးပြီးရင်ယူနေဦးတဲ့ဆိုထည့်ပြီးပြုတ်ပေးပါမယ်မုတ်ကြတဲ့လုံးလေးမြတ်အေးလေးစကားနဲ့ဆဲရွေးပကံကိုလေးထည့်ထားပါမယ်ကျိုးတာနဲ့တဝက်ကိုထည့်ပါမယ်မုတ်ကြသည်မုတ်ကြရိုးကိုလည်းထည့်ပြီးမွေးပေးပါမယ်ထညက်ရီစုလာလည်းရပါပြီကျန်နေတော့ထညက်ရီအားလုံးကိုလောက်ထည့်ပါမယ်တာကိုတင်လို့ဒီကိုနဲ့တဝက်ကိုရေးသေးပေးပါမယ်ဒီသေးပြီးတော့လေတကားနဲ့သေးပြီးထညက်ရီကိုအိုးတဲ့တို့ထည့်ပါမယ်တာကိုသေးကိုအတူတန်လေးပြောင်းတဲ့အထိတိုးပေးပါမယ်မလုံးရေးပါရေးနေတကားနဲ့သေးရေးပကံကိုတင်ထည့်ထားပါမယ်စားတော့ရတဲ့မလုံးရေးပါထည့်ပါမယ်သုံးဒီကိုကြည့်ရတော့ကပြပြီးတောက်တောက်နိုင်ပါပြီတာကိုဒီကျူကန်လေးပြောင်းနေမုတ်ကြလေးထည့်ပြီးမွေးပေးပါမယ်
ကြသည်မဟုတ်ကြရွေးတဲ့ထင်ကြရေးစုလာတဲ့ပုံမှန်ချရွေးသုံးဆောင်ရန်အတွက်ပကံတစ်ခုတော့ထည့်ပါမယ်ဒီကိုကြည့်ရပေါ်နေပြပြီးသုံးဆောင်နေပါပြီစားနေငယ်တဲ့ပြီးမုတ်ကြတဲ့တာကိုနှမ်းမွေးပေးပါမယ်ဒီပြင်းနဲ့မကြိုက်တဲ့လိုတော့ရည်ထဲပါမုတ်ကြတဲ့တာကိုကတူနေထည့်ပါမယ်ဒီကိုကြည့်ပြီးပေါ်နေပြပြီးသုံးဆောင်နေပါပြီမုတ်ကြသည်မုတ်ကြယိုမုတ်ကြသည်တာကိုပေါ်လို့ရပါဒီမုံများတဲ့တညက်ကစိတ်ကိုသုံးပေးပါဆောင်းဒီကြည့်ရတဲ့ကျေးဇူးများတင်ပါတယ်အစင်မပြေမှုများရှိခဲ့ပါကခွင့်လို့ပါ